1600ကျပ်ထဲနဲ့ကြက်မဲကြက်စင်ဝက်သုံးသက်သားတွေကိုအဝပူပေးစားခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်နော် Hello ပင်ပင်ပါခုတလော TikTok မှာသူများတွေ1600ကျပ်ထဲနဲ့ hot pot ပူပေးရတဲ့ဆိုင်ညွှန်နေကြလို့သွားစားဖြစ်ခဲ့ပါတယ်ဆိုင်နေရာလေးကတော့တောင်းကလာပြန်မဆိုလေး6ရက်ကွယ်တီလာလန်းထဲအရင်ကြီးစစ်ဘားနေရာမှာဖွင့်ထားတာပါသူတို့ page မှာရဲ့သူများတွေတင်ထားရတွေ့တာကြတော့လေ seafood နဲ့ဆိုလို့ရှိရင်2000ကွယ်အသားကြီးပဲဆိုရင်1600ဆိုပြီးတော့တွေ့တာတကယ်ရသွားလဲသွားဟော1600တန်ပဲရှိရလို့ပြောတယ် seafood ကတော့နောက်လာမှရရလို့ပြောတယ်ပဲလိတ်လည်းမတွေ့ခဲ့ဘူး1600တန်မှာဆိုလို့ရှိရင် hot pot နဲ့မူခရာဆိုပြီး2မျိုးရွေးလို့ရတယ်မင်းတို့ကကြတော့ hot pot စားခဲ့တာမို့လို့ Evogan နဲ့မှာစားခဲ့ရပါတယ်မူခရာဆိုလို့ရှိရင်တော့အပြင်မှာနေရာလေးတွေအများကြီးပဲရှိတယ်အသားထဲမှာဆိုရင်လေကြက်မဲကြက်စင်ဝက်သားဟိုမှာသုံးထက်သားတွေရဲ့အသားရဲ့နောက်ပြီးတော့မာလာနဲ့အသားနှက်ထားရလည်းရှိတယ်ဒူရီယာလုံးလေးတွေလည်းရှိတယ်အရွက်တွေရဲ့နောက်ပြီးတော့မာလာခောက်ဆွဲတွေရဲ့ရှိတယ်1600တန်နဲ့ဆိုလို့ရှိရင်တော့တက်တော်တန်တဲ့ထဲမှာတော့ပါတယ်အရင်ကလည်းမာလာ3ရန်ကြက်ပြုတ်ရည်ဆိုပြီးတော့3မျိုးရွေးလို့ရတယ်ပင်ပင်ကတော့မာလာနဲ့3ရန်2မျိုးရွေးခဲ့တယ်အရင်အရသာကလည်းထိထိမိမိရှိတယ်ဘာရှုမနေဘူးစားပြီးတဲ့အထိဟိုမှာစကြောတက်တာတွေလည်းမဖြစ်ဘူးအချင်ကတော့2မျိုးပေးထားတယ်ပင်ပင်ကတော့လေသူတို့အချင်ကိုကြိုက်တဲ့ထဲမှာတော့မပါဘူးအချိုရည်လေးကတော့မစိုးဘူးရေလည်းပေးထားတယ်အချင်ထားတဲ့နေရာနဲ့လေအချိုရည်ထားတဲ့နေရာလေးကတော့တိထက်ပို့ပြီးတော့တက်တက်ရှင်းရှင်းလေးထားရင်တော့ပိုကောင်းမယ်လို့အကြံပေးချင်ပါတယ်ဘာပဲဖြစ်ဖြစ် hot pot အဝစားအောင်မှလေ1600ကျပ်ပဲဆိုတော့လူကတော့တော်တော်များတယ်ဆိုင်လေးကလေအခုမှစောက်ဖွင့်တာဆိုတော့လိုအပ်ချက်တွေရှိသေးပေမဲ့ဘူဖေးကိုဒီစီးနဲ့ရတာဆိုတော့မစိုးဘူးလို့တော့ပြောရမယ်နောက်ထပ်ဈေးတန်တဲ့ဆိုင်တွေရှိရင်လည်းပြောခဲ့ပေးအောင်နော်အားလုံးပဲတက်တန်